မင်္ဂလာပါခေတ်သစ်စိတ်ညိုအမှုချပညာနဲ့ယောဂမျိုးမျိုးကုသနည်းများဆိုတဲ့ဆရာတလင်းရေးထားတဲ့စာအုပ်ရဲ့ကျွန်တော်တို့အခန်း၄ကုထုံးများကိုအပိုင်း1အနေနဲ့ကျွန်တော်ဒီမှာဖတ်ပြမှာဖြစ်ပါတယ်အခန်း၄ကုထုံးများစိတ်ညိုကုထုံးများသည်စိတ်ညိုအမှုချလိုက်သောအခါဖြစ်ပေါ်လာသောထူးခြားဘာဝများကိုအသုံးချ၍အညို့ခံ၏စိတ်ပိုင်းရုပ်ပိုင်းပြဿနာများကိုဖြေရှင်းပေးခြင်းဖြစ်သည်စိတ်ညိုစင်ရာ၏ဤစနစ်ကြံကျင်မှုပရိယေကျေဝမှုတို့နှင့်အညို့ခံသို့မဟုတ်လူနာ၏မတိစိတ်အစွမ်းတတ္တိများပေါင်းဆက်လုပ်ကံရခြင်းဖြစ်သည်နှစ်ဦးနှစ်ဖက်လုံးကအရေးချင်းပြည့်မီလျင်အောင်မြင်သောကုသခြင်းဖြစ်စေလိမ့်မည်တိုက်ရိုက်ညွှန်ခြင်းယောခန္ဓာတွင်ယောဂတစ်ခုဖြစ်လာသောအခါယောဂပြလက္ခဏာလည်းပေါ်လာသည်စိတ်ညိုအိမ်မွေ့ကြပြီးယောဂပြလက္ခဏာကိုဖယ်ရှားလိုက်သောအခါလူနာကသူ့ယောဂကောင်းသွားပြီဟုယုံကြည်သွားသည်တခါတရံဤယုံကြည်မှုတကိုးကြောင့်ယောဂပျောက်ကင်းသွားနိုင်တော်လဲယောဂပြလက္ခဏာကိုဖယ်ရှားလိုက်ခြင်းမှာယောဂကိုကုသခြင်းမဟုတ်သဖြင့်ယောဂတဖြည်းဖြည်းတိုးလာသည်ကိုလူနာကမသိရှိပဲရှိနေတော်သည်ယောဂပြလက္ခဏာကိုဓာတ်ရိုက်ညွှန်ချက်ပေး၍အစောတလင်ဖယ်ရှားပစ်လိုက်ခြင်းအပြင်လူနာအားယာယီကျေနပ်မှုဖြစ်စေတော်လဲယောဂအမြည်တက်ရန်ခက်ခဲသွားပြီးယောဂအတိုးအဆုတ်ကိုလည်းမသိရတော့ချေဤနည်းအားဖြင့်တမယောကြကုသခြင်းကိုအနှောက်အယှက်ဖြစ်စေပြီးယောဂကိုလည်းပိုကျွမ်းစေနိုင်သည်သို့ပါတော့လဲအချို့သောထူးခြားသည့်အခြေအနေများတွင်မူဓာတ်ရိုက်ညွှန်ချက်ပေး၍ယောဂပြလက္ခဏာများသို့မဟုတ်ပြဿနာများကိုဖယ်ရှားခြင်းသည်ထိရောက်မှုရှိကြောင်းတွေ့ရသည်အောက်ပါနမူနာပြလက္ခဏာများကိုလေ့လာပါနံပါတ်1အသက်16နှစ်အရွယ်အနောက်တိုင်းသူမိန်းကလေးတဦးသည်ကပွဲပါတီများတွင်ကဘော်ဖြစ်သူယောက်ျားလေးမိတ်ဆွေများကကရန်အတွက်သူအားတွဲဖက်လိုက်လျင်ဂလီထိုးခံရတဲ့ကဲ့သို့ခံရခတ်သောရာရန်ခြင်းကိုခံစားရသည်အနောက်တိုင်းသူတို့မှာဤကပွဲပါတီမျိုးမှရည်စားတနာရှာဖွေ၍အိမ်တော်ဘက်ရွေးချယ်နိုင်သည်ဖြစ်ရာဤပြဿနာမှာသူ့အတွက်တင်းငယ်လာသည်မဆိုနိုင်ကြဤသို့ဖြစ်ရခြင်းအကြောင်းရင်းကိုမသိရတော့လဲငယ်စဉ်ကခြေဖွားကိုဂလီထိုးခံရဘူး၍လဲကျဖူးခြင်းကိုအခြေခံသည်ဟုယူဆရသည်သူအားစိတ်ညိုစရာကတစ်ချိန်သာအိမ်မွေးချ၍ဤကဲ့သို့ညွှန်ချက်ပေးလိုက်သည်မင်းနဲ့တွဲကားမဲ့သူကမင်းကိုကဖို့တွဲဖက်လိုက်တဲ့အခါမင်းဟာကဖို့အတွက်သာအာယုံထားနေရမယ်ဂလီထိုးခံရသလိုယားပြီးမခံနိုင်မဖြစ်ရဘူးဒီကိစ္စနဲ့ပတ်သက်ပြီးနောင်ကိုတွေးတောပူပင်နေစရာမလိုတော့ဘူးဤမြလောက်သောညွှန်ချက်သည်ထိုမိန်းကလေး၏ပြဿနာကိုတစ်ကြိမ်တည်းဖြင့်ပင်ရှင်းလင်းပေးလိုက်နိုင်သည်ယင်းမှနောင်16နှစ်ကြာတော့လဲသူတွင်ဤပြဿနာထပ်ဖြစ်သည်ဟုမကြားရတော့ချေနှစ်အမျိုးသမီးဆိုကြောတူသည်အတန်လွင့်သည့်အခါ၌ဖြစ်စေစင်ပေါ်၌ဖြောပြေးသည့်အခါ၌ဖြစ်စေလေကြောင်းတွင်တစ်ဆိုပြီးချောင်းဆို့တရာအသက်မွေးဝမ်းကြောင်းအလုပ်တွင်အနှောက်အယှက်ဖြစ်နေသည်ယင်းပြဿနာသည်လည်းတစ်ချိန်အိမ်မွေးချကုသယုံနှင့်နောင်ထပ်ပေါ်မလာတော့ချေ3အသက်60ရွယ်ကျောင်းဆရာမတူသည်9နှစ်ကျော်မြရှာတွင်နာကျင်လျက်ရှိရာသေုံစေကန်းတို့မှကုသချက်များသည်အကြောင်းမထူးခဲ့ချေယောဂရှာဖွေရေးတွင်ဗီတာမင်ချို့တဲ့သောရှာရောင်ယောဂဟုဆိုသည်စိတ်ညွတ်စရာက၎င်းအားတစ်ကြိမ်သာအိမ်မွေးချ၍အောက်ပါအတိုင်းညွှန်ချက်ပေးသည်ခမရှာနဲ့ပတ်သက်ပြီးဘာမှစိတ်ပူစရာမလိုတော့ဘူးဒီဝေဒနာဟာထွက်ပြေးသွားပြီအရင်ကနဲ့မတူဘူပင်တော့ကမရှိပဲပျော်ပျော်ရွှင်ရွှင်နေရလိမ့်မယ်ဤတိုသောညွှန်ချက်နှင့်ပင်ဝေဒနာပျောက်သွားပြီးနောင်6နှစ်ကြာသည့်အထိဤယောဂဖြစ်လာသည်ဟုမကြားရတော့ချေယောဂဖြစ်ရခြင်းအကြောင်းရင်းကိုဖော်ထုတ်၍မရတော့လဲယောဂပြလက္ခဏာတစ်ခုပြောင်း၍ပေါ်လာခြင်းမျိုးကိုလည်းမတွေ့ရပါနံပါတ်4အသက်50အရွယ်လူလက်ပိုင်းတစ်ယောက်သည်ပြင်းထန်သောခေါင်းကိုက်ဝေဒနာကိုခံစားနေရသည်သူသည်ကုံသင်္ဘောတစ်စီးတွင်သင်္ဘောသားလုပ်ခဲ့သည်ဒီချိန်တွင်သူသင်္ဘောနှင့်မြုပ်သည့်အခါ
ရေထဲတွင်ကူးခတ်နေခဲ့ရသည်ထိုချိန်တွင်သင်္ဘောပြတ်မှတိုင်တစ်လုံးသည်ရေစီးနှင့်မျောပါလာပြီးသူ့စီသို့တန်းတန်းမတ်မတ်တိုးဝင်လာသည်ကိုတွေ့ရသည်ဤတိုင်ကသူကောင်းကိုခိုက်မိပြီးရေနှစ်သေးပါကိုအကြီးအကျယ်ထိတ်လန့်စိုးရိမ်သွားသည်သို့သောဘင်းမသည်ရမခါပဲအချိန်တန်ကြာပြီးနောက်သူအားကယ်တင်ခြင်းခံရသည်ထိုကြောက်လန့်ဖွယ်အဖြစ်အပျက်ကိုပြန်လည်သတိရစေ၍စိတ်ဒဏ်ဖြည့်ပေးခြင်းတစ်ကြိမ်မျှပြုလုပ်ရုံဖြင့်၎င်း၏ဆိုးရွားသောခေါင်းကိုက်ဝေဒနာမှပျောက်ကင်းသွားတော်သည်နံပါတ်5အသက်45နှစ်အရွယ်ကျောင်းဆရာမတူသည်မကြာခဏအတန်ပြောက်သွားတတ်သည်ဆိုရင်ပူပန်စိတ်များသောအခါဤသို့ဖြစ်ပုံရသည်ဟုသူကဆိုသည်သူ့ကျောင်းမှာကလေးများမှာဆိုဆုံးမှခတ်သောကလေးများဖြစ်သည်သူဟာအိမ်မွေးချပြီးဤည9 နာရီတွင်အတန်ပြန်ထွက်လာရမည်ဟုညွှန်ချက်ပေးရာအောင်မြင်သည်နောက်နှစ်ကြာသောအခါဤဝေဒနာပြန်ပေါ်လာရာဤနည်းအတိုင်းပင်ကုသရာပြန်ကောင်းသွားပြန်သည်အိမ်မွေးချကုသခြင်းမခံမီကဤဝေဒနာမျိုးဖြစ်လျင်အ ਨੇ ဆုံးရက်သက်တစ်ပတ်2 ပတ်ကျောင်းမှခွင့်ယူခဲ့ရသည်နောက်ထပ်တစ်နှစ်ခန့်ကြာပြန်သောကျောင်းဆရာမ၏ခင်မွန်းကသူဇနီးအတန်ပြောက်သွားပြန်ကြောင်းမိုင်80ခန့်ဝေးသောမြို့မှဖုံးလန့်ဆက်သည်ထိုကစိတ်ညွတ်ဆရာကဖုံးထဲမှတဆင့်အောက်ပါအတိုင်းညွှန်ချက်ပေးသည်အရာပေါ်မှာတက်တောင့်တက်တာလဲနေပြီးအမတ်စဉ်1ကနေ9ထိဖြည်းဖြည်းရေးပါကိုရောစိတ်ပါဖြည့်လျှော့တာပါနောက်9မိနစ်ကြာလျင်အတန်ပြန်ထွက်လာလိမ့်မည်ဤတစ်ချိန်တွင်လည်းကုသခြင်းမှာအောင်မြင်သည်နောက်တွင်သူကျောင်းဆရာမလုံးမှထွက်လိုက်သောအခါဤပြဿနာမျိုးနောက်ထပ်မပေါ်တော့ကြ။ကျောင်းသားများနှင့်ပတ်သက်၍စိတ်ဖိစီးမှုမခံရတော့သောကြောင့်ဖြစ်ပေလိမ့်မည်။နံပါတ်6အမျိုးသမီးကြီးတို့သည်စီဂရက်အလွန်ကျွံဆွဲနေသည်။သူစီဂရက်တောက်ကျမ်းပုံမှာတထိုင်ထဲတွင်စီဂရက်4-5လိပ်ကိုဇက်တိုက်မီးကူပြီးတောက်သည်။ထိုအမျိုးသမီးကြီးကိုအိမ်မွေးချရာတွင်အပေါ်စားအိမ်မွေးကြခြင်းသာဖြစ်သည်။တစ်ချိန်လျှင်10 မိနစ်စီနှင့်2 ကြိမ်အိမ်မွေးချ၍အောက်ပါညွှန်ချက်ပေးသည်။နာမငြိမ်စိတ်လှုပ်ရှားတာတွေဟာရော့ပါကုန်ပြီ။တည်တည်ငြိမ်ငြိမ်နဲ့ပျော်ပျော်ရွှင်ရွှင်ရှိနေပြီဖြစ်လို့ဆက်လက်တော့ဖို့မလိုတော့ဘူး။နောင်ခါမှလည်းဆက်လက်တော့ခြင်းစိတ်ပဲတော့မှဖြစ်လာမှာမဟုတ်တော့ဘူး။ဆက်လက်တော့တယ်ဆိုတာခမရတော့ဘာအဓိပ္ပာယ်မှမရှိတော့ဘူး။ဤမျိုးသမီးကြီးသည်နောင်6 နှစ်ကျော်သော6 နှစ်ကျော်ကြာတော့လဲဆက်လက်ပြန်တော့ဒီကိုမတွေ့ရတော့ချေခုနှစ်အသက်21နှစ်ရွယ်မိမပြိုတူသည်မိရဲ့ထိန်းချင်းကြောင့်ကိုဝင်ရှိနေပြီဟုအလွန်ပင်ထိတ်လန့်တုန်လှုပ်နေသည်နောက်ဆုံးချိန်မိရဲ့မပေါ်မီ3-4 ရက်ကသူ့ရီးစားနှင့်အတူနေထိုင်ခဲ့သည်သူ့ဆရာဝန်ကလည်းသူ့တွင်ကိုယ်ဝေးမရှိကြောင်းသေချာစွာပြောသည်သူဟာအိမ်မွေးချသောအခါနတ်ဆိုင်စွာအိမ်မွေးကြသောအဆင့်ကိုရပြီးနောက်တစ်နေ့မနက်10 နာရီတွင်မီးရက်တံပေါ်ရမည်ဟုညွှန်ချက်ပေးလိုက်ရာအတိအကျပင်ဖြစ်လာသည်ထိုအချိန်မတိုင်မီသူ့ပုံမှန်မီးရက်ပေါ်ချိန်ထက်9 ရက်သာနောက်ကျသေးတော်လဲဟစ်စတီးရီးယားဝေဒနာရှင်ပုံစံမျိုးပေါက်နေသည်သူကိုယ်သူလည်းတခုခုလှုပ်ပြစ်မိဟုချင်းချောက်သည်အိမ်မွေးချ၍ညွှန်ချက်ပေးပြီးပြန်နိုးလာသည်တွင်ရခင်ကဘာမှမဖြစ်ခဲ့သလိုပြုံးပြုံးရွှင်ရွှင်နှင့်ပြန်သွားတော်သည်ရှစ်10 နှစ်ရွယ်မိန်းကလေးတို့သည်သူ့မောင်လေးအားမနာလိုဖြစ်နေသည်ဟုသူတို့၏မိခင်ကပြောသည်ထိုသမီးငယ်သည်မနာလိုခြင်းအဓိပ္ပာယ်ကိုကောင်းစွာနားမလည်သေးတော်လဲပညာသင်ယူရေးတွင်အနှောက်အယှက်ဖြစ်ပြီးအာယုံစုစည်းမရကြောင်းသူ့မိခင်အားဝန်ခံသည်မိန်းကလေးအားအိမ်မွေးချပြီးဓာတ်ရိုက်ညွှန်ချက်ပေးခြင်းဖြင့်အထက်ပါလက္ခဏာများပျောက်သွားပြီးချက်ချင်းပင်ပျော်ပျော်ရွှင်ရွှင်ဖြစ်ကာရမှတ်များလည်းတိုးတက်လာသည်သွားဘက်ဆိုင်ရာဆေးကြောင်းသူတူသည်မှတ်ဉဏ်ကောင်းတော်လဲအာယုံစူးစီး၍မရဖြစ်နေသည်စာမရရင်မဟုတ်ပဲသုံးရင်ပူပန်စိတ်ကြောင့်စာမေးပွဲပင်ကြခဲ့ရသည်အလက်စာအိမ်မွေးကြခြင်းအဆင့်တွင်ဓာတ်ရိုက်ညွှန်ချက်ပေး၍ကုသခြင်းကိုခံယူပြီးဒုတိယအကြိမ်ဖြေဆိုရသောစာမေးပွဲကိုယုံကြည်မှုအပြည့်ဖြင့်ရင်ဆိုင်နိုင်ခဲ့သည်ဤချိန်တွင်တော့တကယ်ပင်အောင်မြင်ခဲ့တော်သည်
ထိုကြောင့်သူသည်ပင်ကိုညံကောင်းသူဖြစ်ပြီးယခုအခါမှာအာယုံစူးစိုက်၍မရနိုင်ဖြစ်ရခြင်းမှာလက်တလောကြုံတွေ့ရသည့်ပြဿနာတစ်ခုခုကြောင့်သာဖြစ်ပေလိမ့်မည်။ဒါအကန်ရှင်ကဖွဲ့မပြောခြင်းသောပြဿနာမျိုးကိုဖော်ထုတ်ရန်ကြိုးစားသည့်ထက်ဓာတ်ရိုက်ညွှန်ချက်ပေး၍ကုသခြင်းကပို၍ထိရောက်ပွဲရှိသည်။တစ်စေရဲဘော်တို့သည်မိမိတာဝန်ကျသောအခါအခြားသူတို့၏အုတ်ထုတ်ကိုမှားယူပြီးစောင့်ထားမိရာမှအချိန်တော်ကြာမှသူအမှားကိုသိရသည်သူမှားဆောင်လာသောအုတ်ထုတ်မှာအလွန်ညစ်ပတ်နေပြီးမတတတိပွဲဖြစ်နေ၍ယွန်ရှာစိတ်အပြင်းအထန်ဖြစ်လာသည်ခေါင်းကိုအထက်ထက်ရှုံနေသည့်ကြားမှဥယျာဉ်ပြားအောက်တွင်ဘိုးကောင်လေးများသွားနေသလိုမခံမရက်နိုင်သောရာရန်ခြင်းကိုခံစားရသည်ဆေးမျိုးမျိုးကုတာနီဖုံဖုံတို့ဖြင့်ကုတာတော်လဲတက်တာရာမရကြထိုသူကိုအိမ်မွေးချသောအခါနတ်ဆိုင်စွာအိမ်မွေးကြသောအဆင့်ကိုရသည်ဓာတ်ရိုက်ညွှန်ချက်ပေး၍တကြိမ်သာကုသယုံဖြင့်ကာလရှည်ကြာရာရန်နေသောဝေဒနာမှာယူပစ်သလိုပျောက်ကင်းသွားသည်ထိုရဲပေါ်မှာစိတ်ဆွဲယောဂအခန်းရှိမည်ဟုယူဆရသည်ဦးကောင်းရရန်ခြင်းမှာလည်းကိုယ်စိတ်ဆက်ဆက်ဝေဒနာသာဖြစ်ရာ၎င်း၏ဥပါဒံဖြစ်နေခြင်းကိုဖယ်ရှားလိုက်သောအခါခံစားနေရသောဝေဒနာသည်လည်းပျောက်ကင်းသွားရတော့သည်စိတ်ညှို့ပြီးခြင်းညှို့ညင်အညုတ်ကန်တူအားအိမ်မွေးကြနေစဉ်တွင်အိမ်မွေးပြေပြီးနောက်တစ်ချိန်ချိန်တွင်လှုပ်ဆောင်ရန်တာဝန်တစ်ခုခုကိုကြိုတင်ညွှန်ချက်ပေးထားနိုင်သည်ယင်တာဝန်သည်အပြုအမူတစ်ခုသို့မဟုတ်အတွေးပုံစံတစ်ခုဖြစ်နိုင်သည်အိမ်မွေးပြေပြီးခြင်းသို့မဟုတ်အိမ်မွေးပြေပြီးအချိန်မီမျှကြာလျင်သို့မဟုတ်သင်္ကေတတစ်ခုအချက်ပြလိုက်လျင်သို့မဟုတ်အချက်ပြစကားတခွန်းပြောထည့်လိုက်လျင်ပေးထားသောတာဝန်ကိုအကောင့်ထဲဖော်စေနိုင်သည်အယောင်အရာဝတ္ထုနံပါတ်စသည်တို့ကိုအညုတ်ခံကအမှတ်မထားဂယုမဆိုင်မိအောင်ညွှန်ချက်ပေးထား၍ရသည်တောချက်စကားတစ်ခုခုသည်ညွှန်ချက်ကိုစတင်အကောင့်ထဲဖော်စေသည်အခြားစကားတစ်ခုသည်ရက်တန့်စေနိုင်သည်အကယ်၍အပြောင်းအလဲကိုမသိအောင်ညွှန်ချက်ပေးထားလျင်အပြာရောင်အရာဝတ္ထုတစ်ခုကိုအနီရောင်ဟုပြောနိုင်သည်နံပါတ်5ကိုမေ့ခိုင်းထားပြီးသူ့လက်ချောင်းများကိုရေတွက်ခိုင်းလျင်သူက1 2 3 4 6 9 8 9 10 11ဟုလက်ချောင်းများအားလုံးပေါင်း17ချောင်းဟုရေတွက်လိမ့်မည်ဤထူးခြားသောဆက်ဆောင်ရည်သည်အညုတ်ကန်၏အာယုံ၅ပါးကိုစိတ်ညှို့ပြီးချိန်တွင်ထိန်းချုပ်၍ရသဖြင့်ကုသရေးတွင်လွန်စွာအသုံးဝင်သည်အညုတ်ကန်ကထိခိုက်စေမည့်အရာများမှကာကွယ်ပေးထားနိုင်သည်အညုတ်ကန်သည်သူအားပေးထားသောစိတ်ညှို့ပြီးချိန်ညွှန်ချက်သည်သူ့ကိုယ်ကျင်တရားအားမထိခိုက်လျင်သို့မဟုတ်သူအားအန္တရာယ်မဖြစ်စေနိုင်လျင်မဖြစ်မနေကြိုးစားလှုပ်ဆောင်တတ်သည်မှတ်ဉာဏ်ကွယ်စေခြင်းမှတ်ဉာဏ်ကွယ်စေခြင်းသည်စိတ်ညှို့ခံရသူအများစုတွင်ဖြစ်ပေါ်လေရှိသောသဘာဝဖြစ်အင်တစ်ခုဖြစ်သည်အိမ်မွေးကြရာမှပြန်နိုးလာပြီးနောက်မှတ်ဉာဏ်ကွယ်ခြင်းဒီဂရီမှာအိမ်မွေးကြခြင်းအစစ်နှင့်အညွှန်းငယ်ရွယ်ခြင်းအပေါ်မူတည်ပြီး1မှ100ရာခိုင်နှုန်းအထိတစ်ခုခုဖြစ်နိုင်သည်အိမ်မွေးကြခြင်းအဆင့်3ဆင့်ရှိရာတွင်ပထမ hypnoidal သို့ရောက်သူတို့သည်20မှ25ရာခိုင်နှုန်းအထိသဘာဝအလျောက်မှတ်ဉာဏ်ကွယ်နိုင်သည်သူတို့သည်အိမ်မွေးကြနေစဉ်ပေးထားသောညွှန်ချက်များကိုလုံးစေပတ်စေမမှတ်မိတော့လဲအဓိကစကားလုံးများကိုမူကားမှတ်မိကြသည်အိမ်မွေးကြခြင်းဒုတိယအဆင့် catalepsy သို့ရောက်သောသူတို့သည်အဓိကစကားလုံး၏ရှေ့နောက်တို့တွင်ပြောလိုက်သောညွှန်ချက်များကိုမမှတ်မိတော့ချေအိမ်မွေးကြခြင်းတတိယအဆင့် somnambulistic သို့ရောက်သောသူများသည်အဓိကစကားလုံးရောစိတ်ညှို့ပြီးချိန်ထပ်မံအိမ်မွေးချရန်ညွှန်ချက်ကိုပါမမှတ်မိတော့ချေနတ်ဆိုင်စွာအိမ်မွေးကြသောအဆင့်တွင်ဖြစ်ပေါ်လေရှိသောသဘာဝအလျောက်မှတ်ဉာဏ်ကွယ်ခြင်းသည်အစဉ်အမြဲတည်နေခြင်းမရှိချေနောက်တစ်ကြိမ်အိမ်မွေးချလိုက်သောအခါ
ယင်းမေ့နေသောစကလုံးများအားလုံးပြန်ပေါ်လာသည်သို့သောအညုတ်ကန်ကမူယင်းတရိယာခြင်းသည်ယခင်ခောက်ကကွယ်နေသောမှတ်ဉာဏ်များပြန်ပေါ်လာသည်ဟုမထင်ပေယခုလက်တလောသိရသောအချက်များဟုသာထင်နေတတ်သည်ယခင်အိမ်မွေးကြစဉ်ကအဖြစ်ပြက်များကိုတာမန်ညွှန်းခြင်းဖြစ်ပင်မှတ်ဉာဏ်ပြန်ပေါ်လာနိုင်သည်နောက်ဆုံးအချိန်တွင်ဖြစ်ပျက်ခဲ့သောအဖြစ်ပြက်များကိုပြန်မှတ်မိလာစေသောညွှန်းခြင်းသည်အခြားမည်သည့်အချိန်မှအဖြစ်ပြက်များကိုမဆိုပြန်လည်မှတ်မိစေနိုင်သည်အကျိုးသောအညွန့်ခံသို့မဟုတ်လူနာတို့သည်သူတို့၏အကျင့်ဆိုးများစိတ်ဓာတ်သိမှုများကိုကျော်လွှားနိုင်ရန်သိစိတ်၏အကူအညီရယူလိုသောကြောင့်စိတ်ညှို့စရာ၏ညွှန်းချက်များကိုအကုန်မှတ်မိလိုကြသည်ချို့ကမူသူတို့၏မသိစိတ်ကသူတို့ဘာသာသူတို့အလုတ်လုတ်သွားစေလိုသောကြောင့်စိတ်ညှို့စရာ၏ညွှန်းချက်များကိုမေ့ပြောက်လိုကြသည်ဤနှစ်ချက်တွင်မြည်သည်ကပိုကောင်းသည်ဟူ၍တော့တထစ်ချမပြောနိုင်ကြခြေနဲ့ရာနီးသည်ကောင်းသည်ဟုပင်ဆိုရမည်ရံပရံကာ၌အကျဉ်စိုးတစ်ခုကိုတတ်မှတ်ထားသည့်အတိုင်းခံစားတုံ့ပြန်နိုင်စေရန်အညုတ်ကန်အားမှတ်ဉဏ်ကွယ်အောင်ပြုလုပ်ပေးရန်လိုသည်ဥပမာဆက်လက်အရက်ဆွဲနေသူတယောက်အားဆက်လက်အရက်မတောက်တတ်သူတယောက်နီးတူခန္ဓာကိုယ်ကတုံ့ပြန်မှုပေးနိုင်ရန်သူ့အကျင့်ဆိုးများကိုမေ့ဖြောက်ထားခိုင်းနိုင်သည်ညနေ9 နာရီတိုင်းအရက်တောက်လက်ရှိသူကိုထိုအခြင်းအားစိတ်ရောဇီဝကမ္မပိုင်းကပါမေ့လျော့နေစေရန်ညွှန်ချက်ပေးထားနိုင်သည်မှတ်ဉဏ်ကွယ်ခြင်းကိုအမြင့်ဆုံးဒီဂရီရောက်အောင်ပြောင်းပြန်ညွှန်ခြင်းပြုလုပ်ပေးနိုင်သည်ဥပမာအားဖြင့်လူနာကိုအိမ်မွေးကြခြင်းမှနှိုးကန်ဤတွင်ဤသို့ညွှန်နိုင်သည်အခုငါဘာတွေညွှန်ချက်ပေးသွားလဲဆိုတာမင်းလုံးဝမမှတ်မိရတော့ဘူးမှတ်မိဖို့ကြိုးစားလေပေါ်မလာပဲဖြစ်နေလိမ့်မယ်ဤညွှန်ချက်ကိုပေးပြီးတော့အခါမေးခွန်းစမ်းတက်၍မေးကြည့်ပါကမမှတ်မိကြောင်းတွေ့ရလိမ့်မည်ယုံကြည်စိတ်ချရသောစိတ်ညှို့စရာတဦးကညွှန်းခြင်းဖြင့်မှတ်ဉဏ်ကွယ်အောင်လုပ်ရသည်လူနာကဆရာပြောသမျှအားလုံးကိုလုံးစိပတ်စီကြားခဲ့တော်လဲမညွှန်းရပဲတဘာဝအလျောက်လဲမှတ်ဉဏ်ကွယ်ခြင်းဖြစ်နိုင်သည်လူနာကဆရာအပေါ်ယုံကြည်ကိုးစားခြင်းကဤသို့ဖြစ်စေကြောင်းတွေ့ရသည်အကယ်၍လူနာကဆရာအပေါ်ယုံကြည်မှုမရှိခဲ့ပါကလည်းစိတ်ညှို့ဆရာ၏အပြောဆိုပြုမှုတို့သည်တိတ်ခါနှင့်ညီညွတ်ပါ၏လောကောင်းမွန်သင့်လျော်သည့်ညွှန်းချက်ဖြစ်ပါ၏လောဟူ၍ပူပန်စရာများကြောင့်ဤရာတိုင်းကိုအထူးတလဲမှတ်သားမိနေပေလိမ့်မည်ရုပ်စအစုံစိတ်ညှို့ဆရာကမင်းနိုးလာတဲ့အခါအိမ်မွေးကြစဉ်ကအဖြစ်ပြက်ပြောစကားအားလုံးကိုမမိရတော့ဘူးဟုညွှန်းလိုက်သည့်ညွှန်းချက်ကိုပင်မှတ်မိနေနိုင်သည်အကယ်၍လူနာသည်ဆရာအပေါ်၌ယုံကြည်မှုနှင့်မနှောချိတ်ဆက်မှုရှိခဲ့ပါလျင်ဤကဲ့သို့တတိထားမှတ်သားနေခြင်းမျိုးမလိုအပ်တော့ပေထိုအခါအလိုလျောက်မှတ်ဉဏ်ကွယ်ခြင်းသည်လည်းတမင်တကာဖန်တီးမနေပဲဖြစ်ပေါ်လာပေလိမ့်မည်အကယ်၍မှတ်ဉဏ်မကွယ်စေလိုပါကအိမ်မွေးကြစဉ်အတွင်းဖြစ်ပျက်သမျှမှတ်မိနေရမည်ဟုသောတာမန်ညွှန်းချက်မျှနှင့်ပင်လုံလောက်ပါသည်စိတ်ညှို့ထုံစေခြင်းနာကျင်ခြင်းသည်အာယုံ၅ပါးထဲမှထိတွေ့မှုအာယုံဖြစ်ပြီးအဓိကအားဖြင့်တင်ယူခြင်းဝါအတွေ့အကြုံမှရလာသောခံစားချက်ဖြစ်သည်မြည်သို့သောတန်ရာသည်မြည်ကဲ့သို့နာကျင်စေတတ်သည်ဟုသောတင်ယူမှုများစိတ်ကူးစိတ်သန်းများဖြင့်အထက်ထက်ထုံမွန်းထားသောမှတ်ဉဏ်ပါဝင်သည်လူတို့၏ဇီဝကမ္မဗေဒကိုလေ့လာရာတွင်တွေ့ရှိချက်များကိုကောက်ချက်ချသောအခါနာကျင်မှုတစ်ခု၏25ရာခိုင်နှုန်းသည်သာခန္ဓာကိုယ်ကဒဏ်ရာဒဏ်ချက်ပေါ်စစ်မှန်သည့်ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုဖြစ်ပြီးကြံ85ရာခိုင်နှုန်းမှာဒဏ်ရာရသူ၏နာကျင်မှုအတွေ့အကြုံမှလာသောခံစားမှုတသက်ဖြစ်သည်ဆိုလိုသည်မှာနာကျင်မှုတစ်ခုလုံး၏၄ပုံတစ်ပုံသာတကယ်နာကျင်မှုဖြစ်ပြီးကြံ၄ပုံ၃ပုံမှာစိတ်ကြောင့်ဖြစ်သောနာကျင်မှုဖြစ်သည်တော်နာမှာပဲဟုမျော်လင့်တွေးတောခြင်းကြောက်လန့်ခြင်းရခင်နာကျင်မှုများမှအတွေ့အကြုံခန္ဓာကိုယ်ပျက်စီးချို့ယွင်းသွားမလားဟုကြောက်ရွံ့စိတ်တို့သည်ယင်း၄ပုံ၃ပုံသောနာကျင်မှုကိုဖန်တီးပေးသည်အပြင်းထန်ဒဏ်ရာရခြင်းအသေးအတန်ဖျားနာခြင်းများဖြစ်လျင်သောမှရုပ်ပိုင်းဆိုင်ရာတကယ်နာကျင်မှုမျိုးကိုပင်တေချာပေါက်ထိန်သိမ့်လုပ်နိုင်သည်
မကြာခဏပင်ရုပ်နှင့်ပတ်သက်သောနာကျင်မှုသည်သတိမထားမိလောက်အောင်ပင်ရော့နေတတ်တာသွားတတ်ပေသည်ဤနေရာတွင်တင့်ကိုမေးခွန်းတစ်ခုထုတ်ရအောင်မည်တင်တတိအခွန်နွားနေစဉ်သို့မဟုတ်ကြက်သွန်လှီးနေစဉ်လက်ကိုဓာတ်ထိမိသွားသောအခါသို့မဟုတ်တခုခုနှင့်ထိခိုက်ပြီးပုံးပဲ့သည့်အခါဒဏ်ရာကိုမြင်ပြီးမှနာကျင်ခြင်းဖြစ်လာသည်ကိုဘဏ္ဍခါတတိထားမိပါသည်။ယခုမသိပါဟုဖြေခဲ့လျင်နောက်တွင်တတိထားကြည့်ပါ။ထိခိုက်ပွန်းရှစတွင်နာကျင်ခြင်းကိုတတိမထားမိသေးပဲဒဏ်ရာကိုတင်မြင်လိုက်သောအခါမှထို့သို့မြင်လိုက်ခြင်းကမတိစိတ်တွင်ရှိသောမှတ်သားချက်များကြောက်ရွံ့မှုများနှင့်နာတော့မှာပဲဟူသောစိတ်ခံစားချက်များကိုခလုတ်ဖြုတ်ပေးလိုက်ရာယခုနာကျင်ခြင်းကိုတကယ်ခံစားရတော့၏ဤဒီမှာခံစားမှုဆိုင်ရာအပိုင်းကနာကျင်မှုတိုးလာအောင်လုပ်ပုံဖြစ်သည်ဤ85ရာခိုင်နှုန်းသောနာကျင်မှုကိုစိတ်ညှို့ခြင်းဖြင့်မနာအောင်ထိန်းချုပ်ရသည်စိတ်သည်အခြားအာယုံတစ်ခုကိုစူးစိုက်နေစဉ်တွင်နာကျင်ခြင်းကိုမိသွား၏စိတ်သည်တစ်ချိန်တည်းတွင်စဉ်းစားမှုနှစ်မျိုးလုပ်ရမရသောနိယာမအတိုင်းပင်ဖြစ်သည်နတ်ဆိုင်စွာအိမ်မွေးကြသောလျင်မေစေထုံနေသောသဘောသည်တဘာဝဖြစ်င်တရက်ဖြစ်ပေါ်ပေါက်တတ်စမြဲဖြစ်သည်စိတ်တင်းအားသည်ဒဏ်ရာကိုနာတိုးစေသည်အိမ်မွေးကြစဉ်ဖြေလျှော့ပြီးတည်ငြိမ်နေသောလူနာသည်ဝေဒနာကိုတီးခံနိုင်စိတ်တိုးတက်လာသည်ယေဘူးယာအပြင်အိမ်မွေးကြလေသူသည်နိုးနေစဉ်အခါထက်ကထပ်ပို၍ကတိကောက်ခံစားမှုများနေပါသည်ထို့ကြောင့်ပင်နာကျင်ခြင်းနှင့်အတူကြောက်ရွံ့ခြင်းဝိရင်ပူပန်ခြင်းတို့ကိုစိတ်ညှို့ဖြေလျှော့စေခြင်းညှိုးချက်ပေးခြင်းတို့ဖြင့်ဖယ်ရှားနိုင်ခြင်းသည်ကုသရေးအတွက်အားသာချက်တစ်ခုဖြစ်လာပေသည်ညှိုးခြင်းသည်နာလိမ့်မည်ဟုတွေးထင်နေသောလူနာ၏အတွေ့ကိုဖယ်ထုတ်လိုက်နိုင်သည်ဖြစ်ရာအထက်ကဖော်ပြထားသည့်အတိုင်းခံစားမှုကြောင့်ဖြစ်သောနာကျင်မှု85ရာခိုင်နှုန်းမှာပျောက်ကွယ်သွားပေမည်ဤမြမကသေးပဲနာကျင်မှုကိုလူနာ၏ခံစားမှုအ ਨੇ ဆုံးကိုယ်ခန္ဓာစိတ်ပိုင်းစီသို့သို့မဟုတ်ချင်းချမှုအ ਨੇ ဆုံးသောကိုယ်အင်္ဂါစိတ်ပိုင်းစီသို့ရွှေ့ပြောင်းပေးနိုင်သည်သို့သောနာကျင်သောခံစားမှုကိုဖယ်ရှားသည့်အခါတိုင်းသတိကြီးစွာထားသင့်သည်အဘဲကြောင့်သို့သောနာကျင်မှုဟူသည်ကျွန်ုပ်တို့၏ခန္ဓာကိုယ်တွင်ပြဿနာဖြစ်ပေါ်နေခြင်းကြောင့်အချက်ပေးသည့်စနစ်ဖြစ်ပြီးဤကဲ့သို့သိရှိခြင်းအပြင်ကျွန်ုပ်တို့သည်ထိကြိုက်ဒဏ်ရာရထားသောသို့မဟုတ်အနာရောဂါဖြစ်နေသောကိုယ်အင်္ဂါစိတ်ပိုင်းတို့ကိုပြုစုကုသမှုပေးနိုင်သည်နာကျင်မှုကိုလုံးဝဖယ်ရှားလိုက်သည်နှင့်စားလျင်ခန္ဓာယုံအခြေအနေကလေးစီသို့ရှော့ချထားပေးလိုက်သည်ကပို၍ကောင်းသည်ဝေဒနာကိုခံတာနေပြီးဆိုလျင်ဇေကုသမှုအကူအညီကိုရှာဖွေနိုင်ပေပြီမေစေထုံစေခြင်းတဘာဝကိုထုံကျင်အောင်သို့မဟုတ်ဝေဒနာလျှော့ပါအောင်ညှိုးခြင်းမှတဆင့်ပြုလုပ်နိုင်သည်အလားတူပင်အေးခြင်းထုံခြင်းတို့ကိုစိတ်ကူးစေခြင်းမှတဆင့်လည်းလှုပ်ဆောင်နိုင်သည်မေစေထုံစေသောတတ္တိကိုလက်မြောက်စမ်းတက်ခြင်းနည်းကိုသုံး၍လက်မှတဆင့်ညွှန်းချက်ပေး၍ဖော်ထုတ်နိုင်သည်မင်းလက်တွေမြောက်တက်လာတဲ့အခါလက်ဖြားတွေဟာထုံလာလိမ့်မယ်ဆရာဝန်ကထုံစေးပေးလိုက်တယ်လို့ပဲအဲ့လက်နဲ့ထိလိုက်တဲ့နေရာဟာအဲ့လက်ကထုံနေတာတွေကူးပြီးအထိခံလိုက်ရတဲ့နေရာပါထုံလာလိမ့်မယ်ဤကဲ့သို့ညွှန်းခြင်းနဲ့အစမ်းလေ့ကျင့်ခြင်းကိုထပ်ထပ်အခါခါပြုလုပ်စေပြီးနောင်ရင်ဆိုင်ရမည့်ခွဲစိတ်ကုသမှုခံခြင်းသွားကုသမှုခံခြင်းစသည်တို့တွင်အသုံးချနိုင်အောင်ချိတ်ဆက်ပေးထားရမည်လိုအပ်သည့်အချိန်မှညှိုးထားသည့်လက်ဖြင့်ကုသမှုခံယူမိကိုယ်အင်္ဂါစိတ်ပိုင်းကိုထိလိုက်လျင်ထုံစေးပေးသည့်ထပ်ပင်ပိုထိရောက်ပြီးနာကျင်မှုအနည်းငယ်သာခံစားရလိမ့်မည်အကယ်၍ဆရာဖြစ်သူကစိတ်ညှို့ထုံနေခြင်းကိုဖော်ထုတ်မည်ဆိုရင်သွားနေကြရင်ဆိုင်ရာကုသမှုများအတွက်အပြင်းစားအိမ်မွေးကြရန်မလိုကြီးအပေါ်သားအိမ်မွေးကြခြင်းနှင့်ပင်လုံလောက်ပါသည်ဒီလိုဒီမှာလူနာသည်နိုးကြနေလျက်ကပင်နာကျင်ခြင်းကင်းမဲ့စွာကု
ကုသမှုကိုခံယူနိုင်ပေလိမ့်မည်အကယ်၍လူနာသည်အပြင်းစားအိမ်မွေးကြခြင်းအဆင့်ကိုရခဲ့ပါကနာကျင်ခြင်းတရွေးထွက်ခြင်းနှင့်ကြွက်သားတင်မာခြင်းစသည်တို့ကိုထိန်းချုပ်နိုင်သည်နာကျင်ညောင်းညာပင်ပန်းခြင်းမရှိဘဲပါးစပ်ကိုကြဲကြဲနှင့်ကြာမြင့်စွာဟထားပေးနိုင်မည်အကယ်၍ပါးစပ်အတွင်းတီးသန့်တနေရာကိုနာကျင်ကြိုက်ခဲခြင်းကင်းမဲ့စေလိုပါကဆရာကထိုနေရာကိုလက်ဖြင့်ထောက်လိုက်ပြီးအောက်ပါညွှန်ချက်မျိုးကိုပေးရမည်မင်းရဲ့သပုံးတွေကထုံလာနေပြီသွားနဲ့သွားပတ်ဝန်းကျင်ကအယိုးတွေကလည်းထုံလာနေပြီလုံးလုံးလျားလျားထုံကျင်သွားဖို့တိတ်မကြတော့ဘူးလုံးဝထုံကျင်သွားပြီဆိုရင်လက်ညှိုးကိုထောင်ပြလိုက်ပါလူနာကသူ့လက်ညှိုးကိုထောင်ပြလိုက်ရင်သွားဆရာဝန်သည်မိမိဆောင်ရွက်ပွဲရှိသောကုသခြင်းကိုစလုပ်နိုင်ပြီတရားတစ်ခါလိုက်လူနာသည်တွန့်လိန်ခြင်းညှဉ်းညူခြင်းများဖြစ်နိုင်တော့လေဤအဖြစ်မျိုးသည်တာမန်ထုံစေးပေးထားသောကုသမှုမျိုး၌ပင်တွေ့ရလေရှိသည်သူတို့သည်တဦးနှင့်တဦးရေချင်းတူမျှကြသည်မဟုတ်ချေဥပမာအဖြစ်အချို့မှာငရုတ်သီးကိုအနှဲငယ်မြမစားနိုင်တော့လေအချို့မှာများစွာစားစေကမှုအိန္ဒြေမပြတ်ပဲထွေးမှပင်မဆို့ပဲရှိနေနိုင်သည်ဒီကဲ့သို့ပင်အချို့သောသူတို့မှာနာကျင်မှုကိုခံနိုင်ရည်မရှိဘဲအချို့သောနာကျင်မှုကိုညှော့နှဲစွာခံစားကြရပြီးပျောက်လဲပျောက်ကင်းသွားကြသည်လေ့လာချက်တစ်ခုအရအလောက်ကျန်းလောက်ရသူများသည်ပညာတတ်တို့တက်နာကျင်မှုကိုပို၍ခံနိုင်ရည်ရှိကြသည်ဟုတွေ့ရသည်အာယုံရုပ်မြင်ခြင်းအာယုံရုပ်မြင်ခြင်းနှင့်ပတ်သက်၍အယူဆလွဲနေကြသည်များရှိသည်အာယုံရုပ်မြင်ခြင်းကိုသိကူးခြင်းနှင့်အတူတူဟုထင်တတ်ကြသည်စိတ်ကူးကောင်းသူတို့သည်သာအာယုံရုပ်မြင်ခြင်းဖြစ်နိုင်သည်ဟုထင်တတ်ကြသည်အာယုံရုပ်မြင်ခြင်းနှင့်အာယုံမောက်မားခြင်းကိုလည်းအတူတူဟုထင်တတ်ကြသည်မကြာခဏသို့သလိုပင်စိတ်ညှို့စရာများကအိမ်မွေးကြနေသူများကိုအာယုံရုပ်မြင်ခြင်းသို့မဟုတ်စိတ်ကူးခြင်းပြုလုပ်ခိုင်းတတ်ကြသည်ထို့ကြောင့်ပင်ကျွန်ုပ်တို့သည်ယင်းတို့၏လှုပ်ဆောင်မှုများကိုရှင်းရှင်းလင်းလင်းသိထားရန်အရေးတကြီးလိုအပ်ပေသည်စိတ်ညှို့အိမ်မွေးချခြင်းဘာသာရပ်အတွက်ဆိုလျင်အာယုံရုပ်မြင်ခြင်းဆိုသည်မှာမျက်စိပိတ်ထားလိုက်သောအခါအရာဝတ္ထုများမြင်ကွင်းများကိုအမှန်တကယ်မြင်နိုင်သောစွမ်းရည်ဖြစ်သည်အချို့သောသူတို့သည်လှုပ်ရှားမှုများမရှိသောငြိမ်သက်နေသောရှုခင်းများကိုမြင်ရတတ်ပြီးအချို့မှမူရောင်စုံရုပ်ရှင်ကားကိုကြည့်နေရတဲ့ကဲ့သို့တွေ့မြင်ရသည်သိကူးခြင်းဆိုသည်မှာအရာဝတ္ထုနှင့်ရှုခင်းများကိုတွေးတောနိုင်ပြီးထို့သောတွေးတောခြင်းကိုလည်းအချိန်ကာလတစ်ခုတည်းထိန်းထားနိုင်သောစွမ်းရည်ဖြစ်သည်ဆိုလိုရင်းမှာအာယုံရုပ်မြင်ခြင်းသည်မျက်စိပိတ်ထားလျက်ကဉာဏ်မြင်ရခြင်းဖြစ်ပြီးစိတ်ကူးခြင်းသည်အတွေ့အထဲတွင်ပုံဖော်ကြည့်ခြင်းသာဖြစ်ကာအမှန်တကယ်မြင်ရသည်မဟုတ်ချေစိတ်ကူးခြင်းကိုလူတိုင်းကဒီဂရီအနည်းများသာကွာမည်လုံနိုင်တော့လဲအာယုံရုပ်မြင်ခြင်းကိုလူတိုင်းကမလုံနိုင်ချေလူတို့သည်အတွေ့အကြုံမှသင်ခန်းစာရယူခြင်းကိုစိတ်ပညာဘာသာရပ်တွင်သင်ယူခြင်းဟုခေါ်သည်လူတို့သည်ဝေလာဒီမှစ၍သင်ယူခြင်းလုပ်ကိုလုပ်ကြရသည်ဤသို့သင်ယူရာတွင်မျက်လုံးစိတ်တန်သူနှင့်နားစိတ်တန်သူဟု၍နှစ်မျိုးခွဲခြားနိုင်သည်မျက်လုံးစိတ်တန်သောသင်ယူသူသည်သူမြင်ရသည်များမှသင်ယူသည်သူသင်ယူသည်ကိုလည်းနောင်တွင်မြင်ရသည်မျက်လုံးကိုသုံး၍အမြင်အာရုံဖြင့်မှတ်သားသောသဘောရှိသည်ထို့ကြောင့်မျက်လုံးစိတ်တန်သောသင်ယူသူသည်အာရုံရုပ်မြင်ခြင်းကိုအကျိုးဆက်အဖြစ်ရရှိသည်နားစိတ်တန်သောသင်ယူသူသည်သူကြားရသမျှသင်ယူသည်ထို့ကြောင့်နားစိတ်တန်သောသင်ယူသူသည်သူအားထားသည့်သင်ယူမှုပုံစံနှင့်လွဲနေသောအာရုံရုပ်မြင်ခြင်းကိုအကျိုးဆက်အဖြစ်မရနိုင်ကြ။တို့ရာတွင်မျက်လုံးစိတ်တန်သူနှင့်နားစိတ်တန်သူနှစ်မျိုးစလုံးပင်အိမ်မွေ့ကြနေစဉ်အရာဝတ္ထုနှင့်ရှုခင်းတို့ကိုကောင်းစွာစိတ်ကူးနိုင်ကြသည်။အာယုံရုပ်မြင်မှုစွမ်းရည်သည်အိမ်မွေ့ကြခြင်းနှက်ဆိုင်မှုနှင့်တော်၎င်းအညွန့်ငံလွယ်ခြင်းနှင့်တော်၎င်းဆက်နွယ်မှုရှိပုံမရကြ။အပေါ်စားအိမ်မွေ့ကြခြင်းဖြစ်ပြီးဘေးပတ်ဝန်းကျင်မှအသံဗလံများလှုပ်ရှားမှုများကို
ကြားနေသိနေသည့်ကြားမှပဲအာယုံရုပ်မြင်ခြင်းဖြစ်နေသူများကိုမကြာခဏတွေ့ရတတ်သည်စိတ်ညှို့ကုသခြင်းပြုလုပ်သည့်အခါလူနာသည်အာယုံရုပ်မြင်ခြင်းပြုလုပ်နိုင်မပြုလုပ်နိုင်ကိုကြိုသိအောင်လုပ်ထားရန်အရေးကြီးသည်အကယ်၍အာယုံရုပ်မြင်ခြင်းမပြုနိုင်သူဖြစ်ခဲ့လျင်၎င်းအားကုထုံးပေးသောအခါတင့်လျော်သောရုပ်ပုံကိုစိတ်ကူးခိုင်းနိုင်သည်တို့ရာတွင်စိတ်ညှို့ပညာရှင်အများပြားသည်လူနာကအာယုံရုပ်မြင်ခြင်းကောင်းစွာလုပ်နိုင်မလုပ်နိုင်ကိုရှေးဥစွာစမ်းစစ်မကြည့်မိပဲအမတ်တမဲ့နှင့်လူနာအားအာယုံရုပ်မြင်ခြင်းပြုရန်ခိုင်းမိတတ်ကြသည်စိတ်ညှို့ဆရာခိုင်းသည့်အတိုင်းဖြစ်မလာခဲ့လျင်လူနာ၏အညှိုးငန်းလွယ်ခြင်းအခြေအနေကိုအနှောက်အယှက်ပေးရာရောက်ပြီးလူနာပေါ်စိတ်ညှို့ဆရာ၏ဩဇာကျသွားနိုင်သည်အာယုံရုပ်မြင်ခြင်းနှင့်အာယုံမှောက်မှားခြင်းတို့မှာလည်းတခြားစီပင်ဖြစ်သည်အာယုံရုပ်မြင်ခြင်းသည်ထိန်းချုပ်၍ရသည့်အပြုအမူတစ်ခုဖြစ်ပြီးအိမ်မွေ့ကြနေသူသည်သူမြင်နေရသောမြင်ကွင်းကိုတည်ငြိမ်စွာဖြင့်တုံ့ပြန်နိုင်သည်ခံစားချက်အစွန်းရောက်ခြင်းမျိုးမရှိချေအာယုံမှောက်မှားခြင်းသည်ကထိန်းချုပ်မရသောအပြုအမူတစ်ခုဖြစ်ပြီးအိမ်မွေ့ကြနေသူကိုယ်တိုင်ကအတုအယောင်မြင်ကွင်းဟုသတိမထားမိပဲမြင်ကွင်းအစစ်တပွဲတုံ့ပြန်နေခြင်းပြုသည်သူဘာသာသူလည်းထိန်းချုပ်ရမရချေအာယုံရုပ်မြင်ခြင်းကိုတိုးတက်လာအောင်လေ့ကျင့်ပေးရသည်လေ့ကျင့်မိသူသည်အရာဝတ္ထုတစ်ခုသို့မဟုတ်ရုပ်ပုံတစ်ပုံကိုမိနစ်ဝက်မှ10မိနစ်အထိစိုက်ကြည့်နေရမည်ထို့နောက်မျက်လုံးကိုပိတ်၍မျက်ခုံရှိအမှောင်တူတဲ့တွင်၎င်းအရန်ပေါ်၌တွင်၎င်းထိုအရာဝတ္ထုသို့မဟုတ်ရုပ်ပုံကိုမြင်အောင်ကြည့်ရမည်ဤသို့မကြာခဏလေ့ကျင့်ပြီးလျှင်အာယုံရုပ်မြင်မှုကောင်းလာမည်အာယုံရုပ်မြင်ခြင်းပြုလုပ်စေခြင်းဖြင့်လူနာသည်မိမိယောဂဝေဒနာဖြစ်ပွားနေသောဝမ်းတွင်းကလေးစားများကိုထင်ရှားစွာတွေ့မြင်ရသည်ဤသို့မြင်ရလျှင်ကုသရန်ညွှန်ချက်များပေးပါကမိမိမြင်ကွင်းတွင်ကိုယ်အင်္ဂါစိတ်ပိုင်းများရှိယောဂများကင်းစင်သွားသည်ကိုတွေ့ရသောဒါမှန်ညွှန်ချက်ထက်ပို၍အချိန်တိုတောင်းစွာယောဂပျောက်ကင်းခြင်းကိုတွေ့ရသည်မြင်ခြင်းသည်ယုံကြည်ခြင်းယုံခြင်းဖြစ်သည်ဟုသောစကားပုံတိုင်းပင်ဖြစ်တော်သည်စိတ်ကူးပုံပေါ်ခြင်းစိတ်ကူးပုံပေါ်ခြင်းဆိုသည်မှာစိတ်ကူးခြင်းကိုရည်ရွယ်ချက်ရှိဖြင့်လုပ်ကိုင်ခြင်းဖြစ်သည်စိတ်ဆိုးဒေါသထွက်เสียကိုစိတ်ကူးမိသောအခါနှလုံးခုန်မြန်ပြီးသွေးတိုးနှုံမြင့်လာသည်ကိုယ်ပူချိန်တက်လာသည်နှစ်သက်ကြည်နူးစရာကိုစိတ်ကူးမိသောအခါကျွန်တော်တို့ခန္ဓာကိုယ်၏ဇီဝကမ္မစနစ်သည်တတ်တာတည်ငြိမ်စွာအလုပ်လုပ်နိုင်သည်ခန္ဓာကိုယ်ကိုရှင်လန်းစေပြီးအနာရောဂါများကိုပျောက်ကင်းစေသောအန်ဒိုဖင်ကဲ့သို့ဟော်မုန်းဓာတ်များကိုထုတ်ပေးသည်စိတ်ကူးခြင်းသည်နာကျင်ခြင်းကိုတက်တာစေသည်ပြာနာခြင်းအမျိုးမျိုးမှလင်းမြန်စွာနလန်ထစေနိုင်သည်စိတ်ကြခြင်းပန်းသေးခြင်းဓာတ်မတည့်ခြင်းပန်းနာယောဂါစသည်တို့ကိုလည်းပျောက်ကင်းစေသည်စိတ်ကူးခြင်းကိုသင်ကထိမ့်ချုပ်ပဲ့ကိုင်းပြီးသင်ကောင်းတဲ့၌ဖြစ်စေခဲ့လျင်သင်ခန္ဓာကိုယ်သည်သူ့ဘာသာသူကုသခြင်းလုပ်လိမ့်မည်စိတ်ကူးခြင်းသည်စိတ်ဖိစီးမှုကုသရန်အတွက်လွန်စွာထိရောက်မှုရှိကြောင်းကျွန်ုပ်တို့သိခဲ့ကြပြီးဖြစ်သည်ဖြေလျှော်ခြင်းလုပ်ပြီးစိတ်ကူးခြင်းသည်ခန္ဓာကိုယ်ကိုအန္တရာယ်ဖြစ်စေသောဓာတုပစ္စည်းများထုတ်လွှတ်ခြင်းမှကာကွယ်ပေးသည်ဆရာဝန်များသည်စိတ်ဖိစီးမှုအကြောင်းခံသောကြောင့်ဖြစ်သောခေါင်းကိုက်ခြင်းကျောင်းနှင့်ဇက်တို့တွင်နာတာရှည်နာကျင်ခြင်းသွေးတိုးခြင်းဥမကြွတ်တက်ခြင်းမီးရမပေါ်မီတိမ်ကြွတ်တက်ခြင်းစသည်တို့ကိုစိတ်ကူးခြင်းကတက်တာစေနိုင်ကြောင်းထောက်ခံကြသည်အိုဟိုင်းယိုပြည်နယ်တက္ကသိုလ်မှသူတေတီတို့ကကင်ဆာဖြစ်နေသူများသည်စိတ်ကူးခြင်းပြုလုပ်ခဲ့လျင်ဓာတုကုထုံခံယူသည့်အခါပို၍ပြေလျှော့ခြင်းကုသခံရန်ကောင်းမွန်စွာပြင်ဆင်ထားနိုင်ခြင်းအကောင်းမြင်ခြင်းစသည်တို့တွင်စိတ်ကူးခြင်းမလုပ်သူများထက်တာလွန်ကြောင်းတွေ့ရသည်စိတ်ကူးခြင်းသည်ခန္ဓာကိုယ်ကုခွင့်ရေးစနစ်ကိုတိုးမြင့်ပေးသည်သူတေတီတို့ကကောလိပ်ကျောင်းသားများနှင့်စမ်းသပ်မှုပြုလုပ်ရာတွင်သူတို့၏ခုခံရေးစနစ်သည်အလွန်အစွမ်းထက်လာပြီးဟုစိတ်ကူးသောအခါတဘာဝတက်ဖြတ်ရေးဆဲများ၏ဆောင်ရွက်မှုသည်တိုးတက်လာကြောင်းတွေ့ရသည်
ယင်းဆဲများသည်ခန္ဓာကိုယ်ခုခံမှုစနစ်၏အဓိကကျသောအစိတ်ပိုင်းဖြစ်ပြီးဗိုင်းရပ်စ်ပိုးကူးစက်နေသောဆဲများအကျိတ်ဆဲများနှင့်အခြားကျူးကျော်ဝင်ရောက်လာသောပိုးမွှားများကိုထောက်လှမ်းရှာဖွေပြီးဖျက်ဆီးဖြစ်သည်ပင်ဆယ်ဗေးနီးယားပြည်နယ်တက္ကသိုလ်နှင့်ကလီဖ်လင်းမှဆေးတက္ကသိုလ်တစ်ခုတို့၏လေ့လာမှုတစ်ခုတွင်ပါးစပ်၌အနာဇများပေါက်နေသူ9ဦးကိုသွေးပူဦးများက၎င်းတို့၏အနာများကိုဝိုင်းအောင်ကုသပေးနေကြကြောင်းအာရုံရုပ်မြင်ခြင်းလုပ်စေရာတွင်များစွာတက်တာသွားသည်ကိုတွေ့ကြရသည်စိတ်ကူးခြင်းသည်မီးရက်ပေါ်ခြင်းကိုလည်းပြောင်းလဲပေးနိုင်သည်မီးရက်မပေါ်မီဖြစ်သောလက္ခဏာများစု၏ယောဂပြလက္ခဏာကိုလည်းတက်တာစေသည်ဘော့စတွန်ရှိမက်ဆာချူးဆက်အထွေထွေဆေးရုံ၏လေ့လာချက်တစ်ခုတွင်အသက်21မှ40အတွင်းရှိအမျိုးသမီး15ယောက်ကိုစိတ်ကူးခြင်းအလုပ်ကိုလုပ်စေသောအခါ၎င်းတို့ထဲမှ12ယောက်သည်လစဉ်မီးရက်ပေါ်ခြင်းကို4ရက်ခန့်ဆွဲဆက်နိုင်ကြောင်းတွေ့ရသည်မီးရက်မပေါ်မီဖြစ်သောတောကများကိုလည်းထောက်ဝက်လျှော့ချနိုင်ပြီးစိတ်ခံစားမှုများလည်းတည်ငြိမ်စေသည်တောင်ပိုင်းဖလော်ရီဒါတက္ကသိုလ်မှသူတည်သည်များသည်နာတာရှည်အဆုပ်လေးပြွန်ရောင်ရမ်းခြင်းနှင့်အသက်ရှူမွာခြင်းယောဂများဖြစ်နေသောအသက်56နှစ်မှ85နှစ်အတွင်းရှိယောက်ျားမိန်းမ19ဦးကို၎င်းတို့၏စိတ်ပူပန်ခြင်းစိတ်ကြခြင်းညောင်ညာတောင်းတခြင်းညောင်ညာတောင်းတင်းခြင်းမတတ်မသားဖြစ်ခြင်းများကိုစိတ်ကူးခြင်းမပြုလုပ်မီနှင့်လှုပ်ပြီးအချိန်များတွင်မေးမြန်းခဲ့ရာများစွာတိုးတက်ကောင်းမွန်ကြောင်းတွေ့ရသည်ထိန်းချုပ်လေ့လာမှုတစ်ခုတွင်မွေးစာကလေးကြက်မှတ်ကုသဆောင်တွင်ထားရှိသည့်ကလေးများ၏မိခင်55ဦးကိုစိတ်ကူးခြင်းနှင့်ကိုလျှော့စိတ်ပြေခြင်းတို့ကနှုတ်ထွက်ခြင်းအပေါ်မြည်မျှအကျိုးသက်ရောက်မှုရှိပုံကိုလေ့လာစစ်ဆေးခဲ့သည်မိခင်များကမိနစ်20ကြာအတန်တွင်းစိတ်ခွေနှင့်ကိုလျှော့စိတ်ပြေလှုပ်ခိုင်းပြီးတာယာလှပသောပတ်ဝန်းကျင်ကိုစိတ်ကူးပုံဖော်ခြင်းရင်သားမှနှုံများထွက်လာပုံနှင့်ကလေးတို့၏နှွေးထွေးသောအရေးပြားနှင့်ထိကပ်နေပုံတို့ကိုစိတ်ကူးစေရာဒါမန်ကုသခြင်းခံယူသည့်ထက်နှုတ်ထွက်နှစ်ဆတိုးကြောင်းတွေ့ရသည်တန်တမှုတစ်ခုတွင်ပြန့်နှံ့ပွားများနေသောကင်ဆာရောဂါဖြစ်နေသည့်ဝေဒနာရှင်တစုကိုတစ်နှစ်ကြာမြစိတ်ကူးပုံဖော်ခြင်းလုပ်ခိုင်းရာတဘာဝတပ်ဖြတ်ရေးဆဲများ၏ဆောင်ရွက်မှုတိုးတက်လာပြီးအခြားခုခံရေးစနစ်များဖြစ်ထွန်းလာကြောင်းတွေ့ရသည်စိတ်ကူးခြင်းသည်အိမ်မပျော်ခြင်းအဝလွန်ခြင်းနှင့်အကြောက်လွန်ခြင်းတို့ကိုလည်းကုသပေးနိုင်သည်စိတ်ကူးခြင်း၏အစမ်းထွက်ပုံကိုထင်ရှားစေသည့်အောက်ပါဖြစ်ရနှစ်ခုကိုလေ့လာပါဖြစ်ရတဲ့ဟေဒီသည်ရင်သားကင်ဆာဖြစ်နေပြီးဓာတုကုထုံကုခံယူဖို့အစီအစဉ်ရှိသည်ကုသခြင်းသည်တောက်ကြနေ့တွင်လုပ်မည်ဒီနေ့တွင်သူ့ယောက်ျားနှင့်ဟာဝါရီတို့အပန်းဖြေခီးထွက်ရန်လေရင်လက်မှတ်ဝယ်ထားပြီးဖြစ်သည်ရခိုင်နဂါကုသမှုခံယူပြီးတွင်သူ့သွေးဖြူရေတွက်သည်လည်းပြန့်ပွားလာမလာသိနိုင်မှုလှုပ်ထုံးလုံနည်းတိုင်းသွေးစစ်ရန်တနင်္လာနေ့တွင်သူ့ကိုဆေးရုံကခေါ်ထားသည်သွေးဖြူရေတွက်ပြည့်မှနောက်တစ်ကြိမ်ကုထုံးခံယူရမည်ဆေးစစ်ပြီးနောက်သူ့သွေးဖြူရေတွက်သည်ရှိတင်ဒီထက်ထက်ဝက်သာရှိကြောင်းသူအားပြောပြရာအတော်လန့်သွားသည်အားလက်ရက်ခီးထွက်ခြင်းကိုလည်းပယ်ဖြတ်ရမလို့ဖြစ်နေသည်ဟေဒီသည်4ရက်လုံးတစ်နေ့လျင်အကြိမ်ပေါင်းများစွာစိတ်ကူးပုံဖော်ခြင်းကိုလုပ်သည်သူသွေးဖြူဦးများတိုးပွားလာခြင်းပေါ်အာယုံစူးစိုက်၍စိတ်ကူးသည်သူကရိုးရင်းချင်စီသည်သွေးဖြူဦးများကိုသူ့သွေးကြောများအတွင်းသို့အားကောင်းမောင်းတန်မှန်မှန်ကြီးထုတ်လွှတ်ပေးပြီးခန္ဓာကိုယ်တစ်ခုလုံးသို့ပြန့်နှံ့စေသည်ဟုစိတ်ကူးလေရှိသည်သူ့အသက်ရှူခြင်းကိုရိုးရင်းချင်စီနှင့်၎င်းတွင်ရှိသောပင်မကလပ်စင်းများအာရင်ပြေဝလာစေရန်ဦးတီရှူရှိုက်သည်ပင်မကလပ်စင်းများသည်သွေးဖြူဦးများကိုထုတ်လုပ်ပေးသည်ထို့သောဖြင့်ရိုးရင်းချင်စီနှင့်ပင်မကလပ်စင်းများကသွေးဖြူဦးများကိုပိုမိုထုတ်လုပ်ပေးမည်ဖြစ်သည်နောက်ကြနေ့သို့ရောက်သောနောက်တစ်ကြိမ်သွေးထက်စစ်ရန်ဆေးရုံသို့သွားရသည်စစ်စစ်ပြီးသောအခါသူ့သွေးဖြူဦးအရေအတွက်တို့သည်နှစ်ဆမကတိုးလာပြီးဖြစ်ကြောင်းတွေ့ရသည်ထိုနေ့တွင်ပင်ကုထုံးကိုခံယူနိုင်မည်ဖြစ်ပြီးနောက်တစ်ရက်တွင်ပင်လယ်ကမ်းခြေ၌သူ့ခင်မိုးနှင့်အတူလမ်းလျှောက်နေနိုင်ပြီး
နေနိုင်ပေပြီ။ရနှင့်ကာရိုအန်သည်ကင်ဆာကျိတ်တစ်ခုကိုခွဲစိတ်ထုတ်ယူရန်အတွက်အတော်ရှုပ်ထွေးသောဝမ်းပိုက်ပိုင်းခွဲစိတ်မှုကိုခံရမည်ဖြစ်၏ခွဲစိတ်ဆရာဝန်ကဤခွဲစိတ်မှုမျိုးခံရသူသည်ပုံမှန်အားဖြင့်သွေး100ယူနစ်မှ17ယူနစ်အထိဆုံးရှုံးလေရှိသည်ဟုဆိုသည်ခွဲစိတ်မှုမတိုင်မီရက်ပေါင်းများစွာကြို၍အန်သည်သွေးဆုံးရှုံးခြင်းလုံးဝမရှိဘဲခွဲစိတ်မှုခံယူနေသောသူခန္ဓာကိုယ်ပုံကိုစိတ်ကူးပုံဖော်ခြင်းလုပ်သည်ခွဲစိတ်စဉ်အသားမြင်များသည်ညင်သာစွာပြန့်စေသွားပုံလင်းမြန်စွာနာလန်ထလိုင်သည့်ပုံများကိုစိတ်ကူးပုံဖော်သည်သွေးလုံးဝမထွက်သည်ကိုတွေ့လိုက်ရ၍အံ့ဩသွားမည့်ဆရာဝန်၏မျက်နှာဘေးများကိုလည်းစိတ်ကူးသည်ခွဲစိတ်ပြီးနောက်တစ်နေ့တွင်ခွဲစိတ်ဆရာဝန်သည်သူခန်းထဲသို့လာပြီးအခက်အခဲကိုကျော်လွန်နိုင်ခဲ့သောကြောင့်ဝမ်းသာကြောင်းပြောသည်သူကိုခွဲစိတ်ရာတွင်သွေး1ယူနစ်သာသွင်းရန်လိုအပ်သဖြင့်များစွာအံ့ဩသိမိသည်ဟုလည်းပြောသည်အန်ကသူမြည်သို့ကြိုတင်ပြင်ဆင်မှုလုပ်ခဲ့ကြောင်းကိုပြောပြသည့်အခါဆရာဝန်ကပြုံး၍ခေါင်းကိုရမ်းရင်ထွက်ခွာသွားသည်စိတ်ကူးခြင်းအတွက်အခြေခံအချက်များစိတ်ကူးပုံပေါ်ခြင်းကိုလူတိုင်းလိုအောင်မြင်စွာလုပ်နိုင်သည်သိရှိဖို့နှင့်ဇွဲရှိဖို့သာလိုသည်ဒုရိယာတစ်ခုတီးမှုရန်တင်ရတဲ့ကဲ့သို့ပင်အချိန်စရာချမှတ်ထားမည်ဆိုရင်ကောင်းစွာလုပ်နိုင်လိမ့်မည်အကျိုးရလဒ်ပေါ်ထွက်လာရန်အချိန်မီမျှလိုသည်ဆိုသည်မှာတင့်ယောဂါ၏အတိုင်းစစိတ်ကူးပုံပေါ်ခြင်း၏ရှင်းလင်းပြတ်သားမှုနှင့်တင့်ဆုံးဖြတ်ချက်ပေါ်မူတည်သည်ခြေပုတ်တိုင်လဲသွားသောတူသည်9မိနစ်ခန့်စိတ်ကူးပုံပေါ်ခြင်းလွှတ်ရုံဖြင့်ပျောက်နိုင်သည်မီးလောင်ခံရသူသည်နာကျင်မှုများလျော့ပါရန်14ရက်15ရက်ကြာမည်နာတာရှည်ယောဂအများစုတို့အတွက်စိတ်ကူးပုံပေါ်ခြင်းကအစွမ်းပြရန်အချိန်ပိုလိုမည်စိတ်ကူးပုံပေါ်ခြင်းကိုစခြင်းတရက်လျင်15မိနစ်မှမိနစ်20ခန့်သာလုပ်တင်သည်လုပ်လျင်တင့်တော်သည်သို့သောတင့်လုပ်ပုံကိုင်းဤကျွမ်းကျင်သွားသောအခါတစ်နေ့လုံးတွင်တင်လိုအပ်သလို3-4မိနစ်သာအချိန်ယူရတော့မည်ထိရောက်သောပုံရိပ်ဆိုသည်မှာတင့်အတွက်အဓိပ္ပာယ်ရှိသောပုံရိပ်များဖြစ်သည်ကင်ဆာကြိမ်များဖြစ်နေသောလူနာသည်သူကျန်းမာသောဆဲလ်များကိုဖောင်းကား၍ရေရွှမ်းသောဘယ်ရီသီးများဖြင့်ပုံဖော်နိုင်သည်သူခုခံမှုစနစ်ကိုစပစ်သီးကြောင့်နှင့်တူသောကင်ဆာဆဲလ်များကိုကိုက်ချီတည်ဆောင်သွားသောငှက်များအဖြစ်စိတ်ကူးနိုင်သည်အခြားဆဲလ်အကောင်းများမှာလှပစွာတီးပွတ်နေကြပြီဟုစိတ်ကူးနိုင်သည်သို့မဟုတ်ကိုယ်ခံအားစနစ်သည်ငွေကြည်စံများဖြင့်ဝင်ရောက်လာပြီးကင်ဆာဆဲလ်များကိုထိမှန်ပျက်စီးစေသည်ဟုစိတ်ကူးနိုင်သည်တင့်အခြေအနေကိုအပြေရှားခြင်းရင်လည်းရသည်သင်ခေါင်းကိုက်ဝေဒနာခံစားနေရပါကထိုဝေဒနာအားတင့်ခေါင်းကိုပြုတ်တူနှင့်ညက်နေသောမှင်စာကောင်ဖြင့်စိတ်ကူးပြီးမေးရမည်သူဘာကြောင့်ဒီကိုလာတာလဲဒီကိုရောက်နေတာလဲဘလို့လုံးမှသူညှစ်ထားတာတတမှာလဲဟုသူကပြောမည်အေးရေးပြက်လို့အစာမကြေလို့အနားယူခြင်းနဲ့လို့စသဖြင့်ဖြေမည်သူ့ကြံကိုနားထောင်ပါခေါင်းကိုက်ဝေဒနာတက်တာသွားမည်စိတ်ကူးပုံပေါ်ခြင်းကိုလျင်မြန်စွာအကောင့်ထဲပေါ်စေလိုလျင်အိမ်မွေးချပြီးစိတ်ကူးခြင်းကိုလုပ်နိုင်သည်မိမိဘာသာလုပ်လိုပါကဖြေလျှော်ခြင်းနှင့်တွဲ၍လုပ်လျင်ပိုထိရောက်လိမ့်မည်မိမိဘာသာစိတ်ကူးပုံပေါ်ခြင်းနည်းကိုအောက်တွင်ဖော်ပြထားသည်တဆင်ချင်းစိတ်ကူးပုံပေါ်ခြင်းပြင်ပအနောက်ရှက်ကင်းဝေးသောနေရာတစ်ခုတွင်အဝတ်စားကိုချောင်ချောင်ဝတ်ဖနက်လက်ပတ်နာရီစသည်တို့ကိုချွတ်ထားပြီးတက်တောင့်တတာနေပါထိုင်ရင်လဲထိုင်နိုင်သည်ဒရင်ဘတ်စသည်တို့တွင်လဲလျောင်းနေလဲရသည်မျက်လုံးများပိတ်ထားပြီးအသက်ကိုရှေ့ဆွဲယူပါဆွဲရှူပါစိတ်ကူးတဲ့တွင်လှေကလေးတစ်ခုမှအောက်ဆင်းနေသည်ဟုစိတ်ကူးပြီးတစ်ထစ်အောက်ဆင်းလိုက်တိုင်းပိုပြီးပြေလျှော့သွားသည်ဟုခံစားကြည့်ပါပြေလျှော့သွားပြီးဆိုပါကသင်အကြိုက်ဆုံးရှုခင်းကိုစိတ်ကူးကြည့်ပါယင်းသည်ပင်လယ်ကမ်းခြေတောင်ခပန်းတန်းချောင်းတစ်ပေမြက်ခင်းပြင်စသည်တင်ရောက်ဘူးတွေ့ဘူးသည့်နေရာမျိုးကိုရွေးချယ်နိုင်သည်သို့မဟုတ်သင်ခင်မင်တော်သူများနှင့်
အတူရှိနေခြင်းမျိုးလည်းဖြစ်နိုင်သည်တင်စိတ်ကူးပုံပေါ်ခြင်းလှုပ်တိုင်းထိုနေရာသို့သွားပါဘယ်အရာကမှမနှောက်ယှက်နိုင်သောနေရာတစ်ခုဖန်တီးထားနိုင်ပြီဆိုရင်လုံခြုံခြင်းကိုပို၍ခံစားရမည်အခြားပုံရိပ်များစိတ်ကူးများကိုလည်းပို၍လက်ခံနိုင်စွမ်းရှိလာမည်တင်ကြိုက်ဆုံးရှုခင်းတွင်တက်တောင့်တက်တာရှိနေပြီဆိုရင်တင်စိတ်ပူပန်နေသောအနာရောဂါစီသို့တဖြည်းဖြည်းဥတီလာပါတင်စိတ်ကူးထဲဝင်လာသောပုံရိပ်များထဲမှတစ်ခုကိုသုံးပါပုံရိပ်ကိုပြက်ပြက်သားသားနှင့်အနီးကပ်မြင်စေရမည်မိမင်ပြီးဝင်လာကြီးပျောက်သွားကြီးဖြစ်နေသောပုံရိပ်များကိုဂရုမစိုက်ပါနဲ့ပုံရိပ်အများအပြားစိတ်ကူးထဲဝင်လာရင်ဤဆက်ရှင်အတွက်တစ်ခုကိုရွေးချယ်ပြီးလုပ်ပါစိတ်ထဲသို့မြည်သည့်ပုံမှဝင်မလာရင်လည်းအခြားအာယုံတစ်ခုပေါ်သို့အာယုံစိုက်ထားပါဥပမာဒေအိုးထဲငါးကြော်နေသည့်အတန်မြက်ခင်းထဲမှပန်းရိုင်းပွင့်ကလေးများ၏အနက်စသည်တို့ကိုတွေးတောခံစားပါဘာမှပေါ်မလာရင်အဲ့ချိန်တွင်သင်ဘလို့ခံစားနေရသည်ကိုစဉ်းစားပါစိတ်ဆိုးသလားမျိုးသိပ်အောက်ဤထားရသလားစိတ်ဆိုးသည့်အယောင်ကဘာလဲဘယ်ရုပ်ပုံကကိုယ့်ကိုယ်ကူညီမှလဲရင်းခံစားချက်များကိုရုပ်ပုံပုံဖြစ်တွန်းလောင်းပါသင်စိတ်ကူးပုံပေါ်ခြင်းလုပ်သည့်အခါတိုင်းတွင်ဆက်ရှင်အဆုံးမှာသင်အနာရောဂါသည်လုံးဝပျောက်ကင်းသွားပြီဟုစိတ်ကူးပေးပါဆက်ရှင်၏အဆုံးတွင်အသက်ကိုပြင်းပြင်းရှူပြီးစိတ်ကူးတဲ့တွင်လေကလေးများကိုတက်လာနေသည်ဟုပုံဖော်ပါတစ်ထစ်ချင်းအပေါ်ရောက်လာသည်နှင့်သင်ပတ်ဝန်းကျင်ကိုပြန်ပြီးသတိပြုမိလာမည်ဒုက္ခမျက်လုံးများဖွင့်ပြီးခြေဆက်လက်ဆက်လုပ်ပါလေစိတ်ကူးပုံပေါ်ခြင်းကိုကျမ်းမာရေးအတွက်သာမကလူမှုရေးစီးပွားရေးအိမ်အောင်ရေးစသည်တို့အတွက်ပါသုံးနိုင်သည်အသက်ပြန်ဆုတ်ခြင်းရံပန်ရံကာ၌လူနာ၏ယောဂဖြစ်ရသောအကြောင်းရင်းကိုရှာဖွေရန်လိုလားတတ်သည်ထိုအခါလူနာကယင်းအကြောင်းရင်းကိုမမှတ်မိတော့သောအခါ၌၎င်းမှတ်မိတော့လဲဝတ္တဝါဒဖြစ်နေသည့်အခါ၌၎င်းအသက်ပြန်ဆုတ်သောနည်းကိုသုံးရသည်သို့သောယောဂ၏အကြောင်းရင်းခံမှုသည်မြည်သည့်ကာလလောက်ကဖြစ်သည်ကိုတိတိကျကျမသိလျင်အချိန်များစွာကုန်ပြီးလက်ဝင်တတ်သည်ထိုအခါ၌အသက်ပြန်ဆုတ်ခြင်းနည်းကိုသုံးရတွင်ပုံမအစဉ်ပြေစေရန်အိမ်မက်စီစေခြင်းကိုတွဲဖက်သုံးရသည်အိမ်မက်ကုထုံးကကျွန်ုပ်တို့နောက်ကျောင်းပြန်သွားရမည့်အချိန်ကာလကိုအကြမ်းပြင်းသိရန်အထောက်အကူပြုသည်ကျွန်ုပ်တို့သည်လူနာကိုတစ်နှစ်ပြီးတစ်နှစ်ခုံကျော်၍အချိန်ကာလကိုနောက်ပြန်ဆုတ်ပေးခြင်းကစိတ်ဓာတ်ဖြစ်ခြင်းဖြစ်ပေါ်သောနှစ်သည်ယောဂအစပြုသည့်နှစ်ပင်ဖြစ်သည်အသက်ပြန်ဆုတ်ခြင်းမပြုမီယောဂဖြစ်ရခြင်းအကြောင်းရင်းနှင့်စဖြစ်သောအချိန်ကာလတို့နှင့်ပတ်သက်သောအချက်အလက်များကိုတက်နိုင်သမျှစုံစုံလင်းလင်းစုဆောင်းထားသင့်သည်အချက်လက်များပြည့်စုံပြီဆိုပါကအသက်ပြန်ဆုတ်ခြင်းကိုလုပ်နိုင်ပေပြီရင်းအတွက်ပေးရမည့်ညွှန်ချက်သည်ရိုးရိုးရှင်းရှင်းနှင့်အောက်ပါအတိုင်းဖြစ်သည်ငါတို့ဟာနှစ်တွေတစ်နှစ်ပြီးတစ်နှစ်နောက်ကျောင်းပြန်သွားနေပြီဒီနှစ်စီမှာတွေ့ကြုံရတဲ့နှစ်သက်စရာဖြစ်ပျက်ကလေးတွေကိုလည်းပြန်သတိရနေပြီတစ်ချိန်မှာမင်းရဲ့မသိစိတ်ထဲမှာဒုံမီထားတဲ့ထူးထူးခြားခြားဖြစ်ပျက်တစ်ခုဖြစ်ခဲ့တဲ့အသက်ပိုင်းခြားတစ်ခုစီရောက်သွားမယ်ကျွန်တော်တို့ဒီလူနာတနစ်ချင်းစီနောက်ကျောင်းပြန်ခေါ်သွားနိုင်တယ်လို့ယောဂအကြောင်းရင်းဖြစ်စေသည့်နှစ်ကိုသိပါကယင်းပြစ်မှတ်နှစ်စီသို့ခုံကျော်ရည်လဲသွားနိုင်သည်နှစ်နည်းလုံး၏အကျိုးသက်ရောက်မှုမှာအတူတူပင်ဖြစ်သည်ကျွန်တော်တို့ရှာဖွေနေသောအသက်ပိုင်းခြားစီသို့ရောက်တော့ကြုံတွေ့ရမည့်အခြေအနေ၃မျိုးရှိသည်နံပါတ်၁လူနာသည်လူကိုယ်တိုင်ကိုပွဲကြည့်သူတယောက်ကမြင်သလိုပြန်မြင်နေရသည်နံပါတ်2ထိုအခြေအနေဖြစ်ပျက်ကိုထပ်မံကြုံတွေ့ခံစားရသည်နံပါတ်3ထိုအခြေအနေဖြစ်ပျက်ကိုမှတ်မိယုံသာမှတ်မိသည်အထက်ပါအခြေအနေ၃မျိုးမှမြည်သည့်အမျိုးအစားနှင့်ကြုံရသည်ဖြစ်စေကောင်းသည်သာဖြစ်၏ထိုစိတ်ဓာတ်တင်ခြင်းသို့မဟုတ်ရုပ်ဓာတ်တင်ခြင်းအဖြစ်အပျက်ကိုဖော်ထုတ်လိုက်နိုင်သည်နှင့်ထိုအချိန်ကဖြစ်ပျက်ခဲ့သောဓာတ်တင်ခြင်းကိုလူနာကပြန်ခံစားရသည်ထိုအခါပေးသင့်သောညွှန်ချက်မှာအောက်ပါအတိုင်းဖြစ်သည်ဒီဖြစ်ပျက်တစ်ခုကိုအခုကြီးပြင်းလာတဲ့အချိန်မှာဆက်ပြီးတည်ဆောင်ထားစရာမလိုတော့ဘူး
ဒီဖြစ်ပြဟာငယ်ဘဝမှာကြံခဲ့ပြီးအခုလူကြီးဖြစ်နေဆိုရင်မှုစရာမလိုတော့ဘူးလူကြီးတယောက်ဖြစ်နေရင်ဆိုင်လိုက်ရင်ကြောက်စရာတွေလည်းမရှိတော့ဘူးဝေဒနာတွေလည်းတက်သွားမယ်ဒီဖြစ်ပြမျိုးလဲနောင်ဖြစ်ဖို့အလားအလာနေသွားမယ်ငယ်စဉ်ဘဝကဖြစ်ရများကိုကောင်းစွာမှတ်မိသူတယောက်ဖြစ်ခဲ့လေဒါမှန်စိတ်စီစစ်ခြင်းနည်းဖြင့်ဒဏ်သင့်မှုကိုဖော်ထုတ်ရနိုင်သည်အကယ်၍လူနာသည်ငယ်ဘဝအကြောင်းများကိုလုံးစေပတ်စေမမှတ်မိပါကစိတ်ညွတ်အတိတ်ဖော်ခြင်းသည်သာထိရောက်သောနီလန်ဖြစ်နိုင်သည်တခါတရံ၌ဒဏ်သင်ခြင်းသည်ငယ်စဉ်ဘဝထက်ကျော်လွန်၍အတိတ်ဘဝတစ်ခုစီတွင်ဖြစ်ပျက်ခဲ့ခြင်းဖြစ်နေတတ်သည်သို့တော်လည်းဤဖြစ်ရမျိုးမှာဖြစ်ထဖြစ်ခဲ့ကိစ္စမျိုးတော့မဟုတ်ချေဒေါက်တာရေမွန်မိုရီသည်စိတ်ညွတ်၍အတိတ်ဘဝလေ့လာချက်များကိုစာအုပ်တအုပ်ရေးသားခဲ့ရာ၎င်းတွင်ပါဝင်သောအကြောင်းအရာအချို့မှာဤသို့ဖြစ်၏မစ္စစ် M အမည်ရှိအမျိုးသမီးတဦးသည်ငယ်စဉ်ကပင်ပန်းနာရင်ကျက်ယောဂဖြစ်ခဲ့ပြီးခင်မီစေဝါများဖြင့်ကုသပါတော်လဲအတန်ငယ်တတ်တာယုံသာရှိနေသည်ဒေါက်တာမူရီသည်ယင်းအမျိုးသမီးနှင့်တွေ့ရသောအခါသူအားအိမ်မွေးချ၍စစ်မေးကြည့်၏အတိတ်ဘဝတွင်မယ်ရီသည်19ရာစုနှောင်းပိုင်းတွင်တာမန်အရှင်မတဦးဖြစ်ခဲ့ပြီးလန်ဒန်မြို့တနေရာရှိအိမ်တန်းလျားတစ်ခုတွင်နေထိုင်ခဲ့သည်သူတစ်နေ့အပြင်မှအိမ်ပြန်လာစဉ်အိမ်တွင်းမှအသင့်ဆောင်နေသောလူဆိုးတဦးကတကားဖွင့်ခြင်းတဟုန်ထိုးတိုက်ခိုက်တော့၏လူဆိုးကသူအားအိမ်ခန်းတဲ့သို့ဆွဲသွင်းပြီးမျက်နှာကိုခေါင်းနှင့်ဖိထားရာအသက်ရှူမရဘဲမွန်းကျပ်ပြီးအသက်ထွက်သွားရတော့၏ထိုခိုက်တွင်အသက်ရှူကျက်သောဝေဒနာကိုခံစားရပုံမှာယခုပန်းနာရင်ကျက်ယောဂါကိုခံစားရပုံနှင့်တထက်သေးဖြစ်နေ၏အိမ်မွေပြေသွားသောအခါမိမိအသက်ရှူရခတ်သောပန်းနာရင်ကျက်ယောဂါဖြစ်ရခြင်းအကြောင်းရင်းကိုတည်သွားသောမစ္စစ် M.E. ယောဂါမှာယူပစ်သလိုချက်ချင်းပင်ပျောက်ကင်းသွားတော့၏နောက်တဦး၏အမည်မှာအန်နီဖြစ်၏သူသည်တွေးတိုးယောဂါကိုနှစ်ပေါင်းများစွာခံစားနေရပြီးရက်စာစားခြင်းသွေးကြဆေးများတောက်ခြင်းကိုနှစ်ပေါင်းများစွာပြုလုပ်ခဲ့သည့်တိုင်သူယောဂါမှာမပြောက်ဘဲရှိနေ၏ဒီနေ့တော့အန်နီကဒေါက်တာမူရီအားသူ့တိတ်ဘဝများအကြောင်းကိုသိလိုကြောင်းပြောသဖြင့်ဒေါက်တာမူရီကသူအားအိမ်မွေးချလိုက်သည်အိမ်မွေးကြသောအခါအန်နီသည်လွန်ခဲ့သောရာစုနှစ်ပေါင်းများစွာကအီဂျစ်ပြည်သို့ရောက်ရှိနေသည်ထိုချိန်ကအီဂျစ်ပြည်တွင်တိုင်းတစ်ပါးမှကျူးကျော်လာသူများကဝင်ရောက်တိုက်ခိုက်နေကြရာအီဂျစ်ပြည်သူများမှာဘေးလွတ်ကင်းရာသို့ထွက်ပြေးနေကြရသည်ရန်သူစစ်တီတော်များသည်မြင်သမျှကိုလိုက်လံထိုးခုတ်တပ်ဖြတ်နေရာအန်နီသည်ကြောက်ဖြင့်ခြေဥတရာထွက်ပြေးခဲ့တော်လဲသူပြေးသမျှနေရာတိုင်းတွင်ရန်သူစစ်သားများနှင့်သာဝင်တိုးနေ၏တို့ဖြင့်နောက်ဆုံးတွင်လူအုပ်ထဲ၌ဝင်ရောနေလိုက်၏သို့သောရန်သူစစ်သားများကအန်နီကိုလူအုပ်ထဲမှဆွဲထုတ်ပြီးဓာတ်နှင့်ထိုးတက်လိုက်ကြ၏ထို့သောအတိတ်ဖြစ်ကိုအိမ်မွေချဖော်ထုတ်ပြီးနောက်အန်နီ၏သွေးတိုးယောဂါအခြေအနေမှာတဖြည်းဖြည်းတက်တာလာပြီးသေပင်မစားရလောက်အောင်အခြေအနေသို့ရောက်ရှိလာခဲ့၏နောက်ဖြစ်ရတစ်ခုမှာအစစ်မြစ်ကြိုက်ခဲနေသူဝေဒနာရှင်အမျိုးသမီးတဦးဖြစ်၏ထိုအမျိုးသမီးအားဒေါက်တာမူရီကအိမ်မွေချစစ်ဆေးလိုက်သောအခါသူသည်အတိတ်ဘဝတစ်ခုတွင်ဘုံတော်ကြီးတစ်ပါးဖြစ်ခဲ့သည်ကိုတွေ့ရ၏ဘုံတော်ကြီးနေတရာအကြောင်းမှာစီကံတင်ချက်လာကဘုံတော်ကြီးသည်အခြားသတင်းသုံးဖော်များအပေါ်၌လည်းအပြစ်မြင်ပြီးမကြာခဏမြည်တွန်တောက်တီးလေးရှိ၏ဘဝတတန်းကုံဆုံးကာနီအချိန်တွင်ချမ်းအေးလာသောအခန်းချင်းကလေး၌တပါးတဲ့စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ကာပြန်တော်မူခဲ့ရသည်ထိုအမျိုးသမီးသည်အတိတ်ဘဝမှာသူ့အဖြစ်အပျက်ကိုပြန်မြင်ရသောခံစားနေရသည့်အစစ်မြစ်ကြိုက်ခဲသောယောဂါမှာလုံးဝပျောက်ကင်းသွားတော်သည်ဤကဲ့သို့အတိတ်ဘဝသို့အိမ်မွေချ၍ပြန်ဖို့ကယောဂဝေဒနာများပျောက်ကင်းစေခြင်းကိုအတိတ်ဘဝကုထုံး past life therapy ဟုခေါ်သည်သို့ပါတော့လည်းအတိတ်ဘဝအဖြစ်အပျက်တို့ကိုပြန်မြင်ပြီးယခုဘဝခံစားနေရသောယောဂါတို့ပျောက်ကင်းသွားကြသည်မှာအဘယ်အကြောင်းမှမိမိမသိရကြောင်းဒေါက်တာရေမွန်မူဒီကဝန်ခံပါသည်အတိတ်ဘဝများကိုလှန်လော၍ရေမွန်မူဒီနီးသူကုထုံးပေးခဲ့သူမှာအမေရိကန်နိုင်ငံသားအက်ဒကာကေစီဖြစ်သည်အမေရိကန်စိတ်ညွတ်ပညာရှင်များတမက၏ဤပညာအကြံပေးဖြစ်သူဂျွန်ကပ်ပတ်က
ယောဂဖြစ်ရခြင်းအကြောင်းရင်းကိုအခြားနည်းလမ်းများဖြင့်တိတိကျကျမသိရမှသာအသက်ပြန်ဆုတ်ခြင်းနည်းကိုသုံးသင့်ကြောင်းအကြံပေးပါသည်များစွာသောဒဏ်တင်ခြင်းနှင့်တောက်လန့်ခြင်းတို့သည်လူနာဦးတဲ့ကတော့၎င်းမိမိမိတ်ဆွေများနှင့်တော့၎င်းနှစ်သိမ့်ချေဖြတ်ပြီးဖြစ်ပါသည်ဘလို့အပ်ဖဲကြက်နေသောအနာကိုအနာဖေးလှန်ပြီးပြန်ဆွခြင်းမှာညံနေရကြသည်ဟု၎င်းကဆိုသည်အိညိုကူထုံးပေးသည့်အခါလူနာတို့သည်အိမ်မွေကြပြီးသည့်နောက်ဒဏ်တင်ခြင်းဝါခံစားနေရသောဝေဒနာကိုဖော်ပေးလိုက်သောအခါထိုဒဏ်တင်မှုဖြစ်သောအချိန်ကာလသို့အလိုအလျောက်အသက်ပြန်ဆုတ်သွားတတ်သည်ဤသို့ဖြစ်ခြင်းသည်အသက်ပြန်ဆုတ်ရန်ညှိုးချက်ပေးစရာမလိုဘဲဒဏ်တင်မှုကိုဖယ်ရှားရန်သို့မဟုတ်တတ်တာစေရန်အမြဲတစေလုံလောက်ကြောင်းတွေ့ရသည်စိတ်ညှို့ခြင်းသည်အချိန်တိုကူထုံးဖြစ်သည့်အတွက်ပြစ္ဆုတ်ပံကာလကိုပယ်ခွာလျက်အတိတ်တနေရာတွင်အချိန်ဖြုံးနေရန်အမြဲမလိုအပ်ချေဤကူထုံးနှင့်ပတ်သက်၍မေကွန်းထုတ်ကြသည့်အချက်မှာဒဏ်တင်ခြင်းကိုရင်ဆိုင်ရခြင်းမှရှောင်ရှားရန်လူနာသည်ဒဏ်တင်ခြင်းမဖြစ်မီအချိန်တွင်နေခဲ့မည်သို့မဟုတ်ဒဏ်တင်ခြင်းဖြစ်သည့်အသက်အရွယ်တွင်တွားတက်နေပြီးလက်ရှိကာလအသက်အရွယ်ရှိစိတ်နေစိတ်ထားသို့ပြန်ရောက်ပါမည်လားဟု၍ဖြစ်သည်မန်မာဤအတွက်ပူပန်စရာအလင်းမရှိကြလူနာအသက်အရွယ်တစ်ခုစီသို့ညှွန်းခြင်းဖြင့်ပို့ပေးနိုင်လျင်လက်ရှိအသက်အရွယ်သို့ညှွန်းခြင်းဖြင့်ပင်ပြန်ခေါ်လာနိုင်သည်ဖြစ်ပါ၏လက်ရှိအသက်အရွယ်သို့ပြန်ခေါ်လိုသောအခါပေးရမည်ညွှန်းချက်မှာအောက်ပါတိုင်းဖြစ်သည်ငါတို့ဟာပြစ္ဆုတ်ပံချင်းကာလကိုပြန်လာနေကြပြီလက်ရှိအချိန်ဒီမှာမင်းဟာကလထိုင်ပေါ်မှာထိုင်လျက်ရှိနေတယ်ကိုယ်ခန္ဓာဟာတတ်တောင်းတတ်တာရှိနေပြီးစိတ်ခံစားမှုဟာလည်းတည်ငြိမ်နေတယ်ငါကနိုးတော့လို့ပြောလိုက်ရင်ရှင်လန်းတက်ကြစွာနဲ့နိုးလာရမယ်လူနာသည်တည်ငြိမ်စွာနဲ့တတ်တောင်းတတ်တာရှိနေခြင်းသည်သူ့အုံနောက်သို့ပျော်ရွှင်မှုရှိကြောင်းအချက်ပြသတင်းပို့သည်ဒဏ်တင်ခြင်းသည်အတိတ်တွင်ကြံခဲ့လေပြီလူတို့၏ဗီဇစိတ်သည်လူနာအားအနာတရားဖြစ်ခြင်းမှလွတ်မြောက်စေရန်နှင့်ပျော်ရွှင်မှုကိုရှာဖွေရန်ဆောင်ရွက်ခြင်းကိုထိတ်ညို့ကူထုံးကပါပေါင်ဝင်ပံ့ပိုးပေးခြင်းဖြစ်သည်အသက်ပြန်ဆုတ်ခြင်းပြီးသည်နှင့်လူနာ၏ဝမ်းမြောက်သောခံစားမှုသည်၎င်းဟာလက်ရှိချိန်သို့တဘာဝတိုင်းပြန်ရောက်အောင်အလိုလျောက်ခေါ်ဆောင်လာမည်ဖြစ်ပါသည်ဒါတော့ကျွန်တော်တို့ပြတလင်းရဲ့ခေတ္တစိတ်ညို့အိမ်မချပညာနဲ့ယောဂမျိုးမျိုးကုသနည်းများရဲ့ကျွန်တော်တို့အခန်းလေးအပိုင်း1ဖြစ်ပါတယ်အခန်းလေးကအပိုင်းကများတဲ့အတွက်ကြောင့်ကျွန်တော်အပိုင်း2ပိုင်းခွဲပြီးတော့တင်ပြပေးသွားမှာဖြစ်ပါတယ်ဒါကတော့အပိုင်း1ဖြစ်ပါတယ်ဒါမျက်နှာ69ထိကျွန်တော်ဖတ်ပြခဲ့ပါတယ်ကျွန်တော်တို့ Solento မှာ professional hypnotist ဖြစ်ပါတယ်ကျွန်တော် American Board of Hypnotherapy နဲ့ American Board of NLP က certified ကျွန်တော်တို့ trainer ဖြစ်ပါတယ်ဆိုတော့ကျွန်တော်အခုဖတ်ပြနေတဲ့အရာလေးတွေကိုအားတဲ့ချိန်မှာလေ့လာခြင်းအပြင်စိတ်ညို့အမှုချပညာရဲ့နဲ့ပတ်သက်ပြီးတော့အသိပညာဘုဒ္ဓတာတွေတိုးပွားလာမလို့ကျွန်တော်ဒီနေ့ယုံကြည်ပါတယ်စိတ်ညို့အမှုချပညာရဲ့နဲ့ပတ်သက်ပြီးတော့စနစ်တကျကဘာအဆင့်မီသိရှိတက်မြောက်တက်ကြွလိုပါကကျွန်တော် Solento Professional Hypnotist Facebook page တော်၎င်းဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ရဲ့ YouTube channel တော်၎င်းဒါမှမဟုတ်ရင် Solento Professional Hypnotist Telegram channel တော်၎င်း Solento Hypnotist TikTok အကောင့်တော်၎င်းကျွန်တော်လာရောက်ပြီးတော့ဆက်သွယ်ပြီးမေးမြန်းလို့ရပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်အားလုံးဘေးကင်းလုံခြုံကြပါစေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေကြောင်းဆုမွန်ကောင်းတောင်းရင်းနဲ့ကျွန်တော်တို့ဒီနေ့ဗီဒီယိုကိုဒီမှာရင်အဆုံးသတ်ပါတယ်